င်းတို့ကဘာကြီးလေ20ရာစုက21ရာစုကိုဝင်တော့ဝင်ဖို့ကြီးနှစ်ခုလက်ဆင့်ကမ်းလိုက်တယ်မင်းတို့21ရာစုမှာလူလုံးမဲ့လူတွေမင်းတို့ရှင်းရလိမ့်မယ်နော်21ရာစုလူလုံးမဲ့လူဆိုတာဟောဒီခန်းထဲကလူတွေအားလုံးပါတယ်လက်ရှိလူအဖြစ်ရောက်နေတဲ့လူတွေအားလုံးပါတယ်နောက်တဲ့85နှစ်အတွင်းမှာ84နှစ်ပေါ့နော်အတွင်းမှာမွေးလာမဲ့လူတွေအားလုံးပါမယ်အဲ့ဒါ21ရာစုလူသားတွေဟုတ်လားကျွန်တော်ပြောတာအဲ့ဒီလူတွေအားလုံးကမွေးကလေးကပခုံးပေါ်မှာဝင်တုပ်ကြီးနှစ်ခုပါလာမယ်ဒါကဘာနဲ့ရှိပြောလိုက်တာအဲ့ဒီဝင်တုပ်နှစ်ခုကဘာလဲဆိုရင်နံပါတ်1က poverty ဆင်းရဲမွေးကြခြင်းမင်းတို့ခင်ပါလေဆင်းရဲမဲ့လူတွေပေါ်လိုက်မဲ့ဖြစ်ခြင်းနော်ဘာကြောင့်လဲအဆအဆမပြည့်စုံမှုတွေယာတိကုလူတွေကဖောက်ပြန်နော်စစ်ပွဲတွေကဖြစ်လူတွေကအကျဉ်းစာရိတ္တပြည့်လူတွေကတိုးကမကြီးကတကယ်တော့နေဖို့တောင်သိကောင်းတဲ့အနေထားမရှိတော့ဘူးကမကြီးရဲ့အနာဂတ်ကလည်းမရေရာသေးဘူးအဲ့ဒါကြောင့်ကြည့်ပါလားတက်နိုင်တဲ့တိုးတက်တဲ့တိဗ္ဗံပညာထွန်းကားတဲ့နိုင်ငံကြီးအားလုံးကဘယ်သွားနေကြလဲကျိုးတွေသွားနေကြတယ်အလကားသွားနေရလားမဟုတ်ပါဘူးကျိုးတွေတော့တရင်ချီသွားနေအောင်ဘယ်တော့မှအရေးကြီးလို့တော့အရေးကြီးတယ်သူတို့သွားတဲ့ဂျိုးကဘယ်ဂျိုးပဲဦးစားပေးသွားတယ်ရေရှိတဲ့ဂျိုးပဲဦးစားပေးသွားတယ်ဘယ်နဲ့သွားနေတဲ့ဂျိုးတွေအားလုံးကြည့်ပါရေရှိတဲ့ဂျိုးကြီးပဲစနေဂျိုးအင်္ဂါဂျိုးအားလုံးကရေရှိတယ်ရေရှိရင်ဘာလုပ်နိုင်လူနေလို့ရနိုင်တယ်အရေးရဲ့အကြောင်းရဲ့ဒီကဘာကစွန့်ခွာမဲ့အချိန်ရေးစရာမြေကိုဘာလုပ်တယ်ရှာထားတာမယုံမရှိပါနဲ့အဲ့ဒါနော်သိပ္ပံပညာကတိုးတက်တဲ့နိုင်ငံကတော့အနာဂတ်ကိုကြိုးပြီးတော့ဗာဖြစ်လေတွေးတယ်အနာဂတ်ကိုကြိုးပြီးတော့စဉ်းစားတယ်ကဘာကြီးရဲ့ longevity အသက်ရှည်ဖို့ sustainability စင်သက်မပြဖွံ့ဖြိုးဖို့ဆိုတာ nobody can promise ဘယ်သူမှဂတိမပေးနိုင်ဘူးဘာဖြစ်လို့လဲကဘာကြီးကကိုတာဝန်ကို equal equal ဟောပေါ့ဗျာဘာခေါ်လဲ responsibility ပေါ့နော်ဒီ equal responsibility ကိုတာဝန်မယူဘူးကိုကျိုးစည်းပွားကိုပဲဥတည်တယ်ကိုစည်းပွားထိခိုက်ရင်ဘယ်သူမှမလုပ်ပြောရင်တော့ဗုဒ္ဓဘာသာလို့ပြောရင်တော့ကျွန်တော်တို့ကဘာကြီးကလောဘဒေါသမောဟတွေပဲဘာဖြစ်နေလဲဖုံးနေတယ်